ကမ္ဘာအဆင့်မီစီးပွားရေးမျိုးတော့အရှိတောင်အာရှရဲ့အတန်ရှင်းဆုံးနဲ့ချင်းမီဆုံးလို့တတ်မှတ်ခံထားရတဲ့စင်ကာပူနိုင်ငံမှာတော့နှစ်စဉ်နဲ့တိုင်းရပေါင်း30တီလှုပ်ဝက်စမ်းကြတဲ့ဒလီတစ်ခုကိုလူတိုင်းတတိထားလိုက်နာကြရတယ်ဆိုတာတင်ပြပါတလားတရုတ်ပြက်ကလေးရဲ့9လပိုင်းရောက်ပြီဆိုတာနဲ့စင်ကာပူရဲ့လမ်းတောင်တိုင်းမှာမီးခိုးနှံ့တွေရွှေငွေဆက်ကူမီးရှို့တန်တွေနဲ့အတူငရဲတကားကြီးပွင့်သွားပြီလို့တတ်မှတ်ကြပါတယ်ဒီကာလမှာဝိညာဉ်လောကကတရေတဆေတွေလူပြည်ကိုခိတအလဲရောက်လာကြတယ်လို့ယုံကြည်ကြပြီးအဲ့ဒီဝိညာဉ်တွေကိုဧည့်ခံဖို့အတွက်လမ်းဘေးတွေမှာဖျော်ဖြေပွဲတွေတောင်လုပ်ပေးကြပါတယ်ဒီကနေ့ဗီဒီယိုမှာတော့စင်ကာပူရဲ့စိတ်ဝင်စားစရာအကောင်းဆုံး Hungry Ghost Festival ဝိညာဉ်ပွဲတော်ရဲ့ထူးဆန်းတဲ့ user တွေနဲ့အဖြစ်မနေလိုက်နာမယ့်စီကံတွေကိုအပြည့်အစုံဖော်ပြပေးသွားမှာပါ Presented by Consunchar ဗုဒ္ဓဘာသာနဲ့တာဝူယူဆရာတရုတ်ပြက်ကလေး9လပိုင်းတရက်နေ့မှာငရဲတကားပွင့်ပြီးအစာရည်စာငတ်မောနေတဲ့ဝိညာဉ်တွေနေရမရှိတဲ့လေလွင်တရဲတွေဟာလူပြည်ကိုရောက်လာကြတယ်လို့ယုံကြည်ကြပါတယ်အဲ့ဒီဝိညာဉ်တွေဟာအစားအစာအိုးထန်နဲ့ငွေကြေးမရရှိကြတဲ့အတွက်လူသားတွေကိုဒုက္ခမပေးအောင်ငြိမ်းချမ်းစွာနေထိုင်နိုင်အောင်အစာကျွေးတာအလှူဒန်းတွေလုပ်ပေးတာတွေပြုလုပ်ကြပါတယ်စင်ကာပူမှာဆိုရင်ဒီပွဲတော်ကိုအလွန်လေးလေးနက်နက်ကျင်းပကြပါတယ်အစိုးရတိုက်ခန်းတွေရဲ့အောက်ဘက်မီနီဓာတ်တွေလမ်းစုံလမ်းကွာတွေမှာအနီရောင်တံပုံးကြီးတွေချထားပေးပြီးလူတွေကငွေဆက်ကူကာဆက်ကူအိမ်ရွှေတုံးအတူတွေကအစားနောက်ဆုံးပေါ် iPhone ပုံစံဆက်ကူတွေအထိမီးရှို့ပြီးဝိညာဉ်တွေစီကိုပို့ပေးကြပါတယ်ဒီလမှာစင်ကာပူကိုရောက်သွားရင်အထူးဆန်းဆုံးမြင်ကွင်းတစ်ခုကတော့ဂထိုင်လို့ခေါ်တဲ့လမ်းဘေးတေးဂီတာဖျော်ဖြေပွဲတွေပါပဲတချင်းတွေအကျယ်ကြီးဖွင့်မီးအောင်စုံတွေထိုးပြီးအကားလတွေနဲ့အလွန်စီကားပါတယ်ဒါပေမဲ့ဒီဖျော်ဖြေပွဲတွေဟာလူတွေအတွက်ကြီးပဲမဟုတ်ပါဘူးအဓိကကတော့လေလွင့်ဝိညာဉ်တွေကိုဖျော်ဖြေအပ်ခံဖို့ယူရတာပါဒီနေရာမှာအရန်ကိုဒီထားမှအချက်တစ်ခုရှိပါတယ်စင်ရှိမှာချထားတဲ့အနီရောင်ကလထိုင်တွေတဲကပထမဆုံးရှေ့ဆုံးတန်းဟာဘလောက်ပဲပွဲစီစီလူတွေဘလောက်ပဲနေရာမရဖြစ်နေပါစေလုံးဝအလွတ်ထားရပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီအရှိဆုံးတန်းဟာ VIP ဧည့်သည်တော်များဖြစ်တဲ့လူမမြင်နိုင်တဲ့ဝိညာဉ်တွေထိုင်ဖို့တီးတက်နေရဖြစ်လို့ပါပဲအကယ်၍တင်မတီပဲသွားထိုင်မိရင်ဝိညာဉ်တွေကိုထိခိုက်မိပြီးဖျားနာတာဒါမှမဟုတ်မကောင်းဆိုးဝါးပူကတ်တာတွေကြုံရနိုင်တယ်လို့ယုံကြည်ကြပါတယ်ဒီပွဲတော်ဟာကြောက်စရာတတ်တယ်မဟုတ်ပါဘူးအနှစ်သာရအပြင်ဘိုးဘွားမိဘတွေကိုကျေးဇူးဆက်ခြင်းတေလွန်သူတွေကိုတတိယခြင်းနဲ့တနာကျင်နာမှုကိုအခြေခံထားတာပါပွဲတော်ကာလပြီးဆုံးခါနီမှာရက်ခွက်အလိုက်ညစာစားပွဲတွေကျင်းပပြီးမင်္ဂလာရှိတဲ့ပစ္စည်းတွေကိုလေလံဆွဲကြပါတယ်ရရှိလာတဲ့ရန်ပုံငွေတွေကိုဘိုးဘွားရိတ်တာနဲ့လူမှုရေးလုပ်ငန်းတွေမှာပြန်လည်လှူဒန်းကြပါတယ်ခေတ်သစ်စင်ကာပူမှာတော့တဘာဝပတ်ဝန်းကျင်မထိခိုက်စေဖို့အတွက်မိခိုးနေတဲ့စက်ကူမီးရှို့စနစ်တွေစနစ်တကျမီးရှို့တံမုံတွေကိုတုံးဆွဲလာကြပြီးရှေ့ရိုးရာယဉ်ကျေးမှုနဲ့ခေတ်သစ်လူနေမှုစနစ်ကိုလိုက်ရောညီထွေထိန်းသိမ်းထားတာကိုတွေ့ရပါတယ်ဖျော်ရည်ပွဲတွေမှာတရေတွေတကယ်လာကြည့်တယ်လို့တော့တိတ်ပန်နေကြတီးပြူထားတာမဟုတ်ပါဘူးဒါဟာရိုးရာယုံကြည်ချက်ပေါ်အခြေခံထားတဲ့အစဉ်လာပါတင်ရောဒီလိုတရေလာမျိုးမှာညဘက်အပြင်ထွက်ဖို့တတ်သိရှိပါသလားအကယ်၍စင်ကာပူကိုဒီလအတွင်းတွားရောက်လဲပတ်ခဲ့ဘူးရင်ဘလို့ထူးဆန်းတဲ့အတွေ့အကြုံတွေကြုံခဲ့ရဘူးလဲဆိုတာ comment မှာဝေမျှပေးသွားကြပါအောင်ဒီဗီဒီယိုလေးကိုလည်းသဘောကျရင် like and share လေးလုပ်ဖို့မမေ့ပါနဲ့အောင်နောက်ထပ်ကမ္ဘာတဝန်းကထူးဆန်းတဲ့ delay တွေကိုစောင့်မျှော်ကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe လုပ်ထားပေးကြပါဦး